မဲ့မင်္ဂလာပါရှင်တချင်းလေးကိုတင်ပေးမှဖြစ်ပါတယ်ဒါတငယ်ချင်းတယောက်ကိုပို့ပေးထားတဲ့ဗီဒီယိုလေးကိုပေါ့နော်ပြန်ပြီး sharing လုပ်ပေးတာပါတက်တက် Секрета между нами, маме, между нами Сказала, иди сюда, и ты сказала да-да-да ညချသားနေမှာရှင် နောက်ပို့လိုက်ညာဘက်ချောင်းကိုအရှိကိုဒါလေးကိုချိန်ထားလေးကိုထောက်ပြီးတော့နှဲ့ပြီးရှင်းပေးတာအဲ့ဒါနဲ့တစ်ခါလေးညာဘက်ကအရှိကိုထုတ်ပြီးသားဖြစ်နေမယ်လက်က1 2 3 4ဆိုပြီးတော့5 6 7 8ဆိုချိန်ရပြီ5 7 8ဆိုတော့ကိုတဲတိတ်နေရတယ်ပြီးရင်ဖဲဘက်ကတော့ဒီလိုလေးပဲထားရမယ်1 2 3 4အဲ့ဒီကိုဒီတိုင်းထားရမယ်ညာဘက်ကအရှိတစ်ခါအရှိကိုဓာတ်ခုတ်တာပေါ့နော်အခုချိန်လို့တော့အဲ့လိုခုတ်အနောက်ကိုတစ်ချက်ဖဲလိုက်ရှေ့ကိုတစ်ချက်ခုတ်နောက်ကိုတစ်ချက်1 2 3 4အဲ့ဒါကိုဒီခါခါကြလို့လုပ်နေဆိုတော့ဒီညာဘက်ထုတ်ထားတဲ့ချောင်းလေးကိုဒီလိုတော့အာယူရချင်းပါလေးရွေးထားတဲ့ဒီရှင်ခါအပေါ်သူ့လိုတက်သွားအညာဘက်ကတက်သွားပြီးရင်ပြန်ချရင်ဖေဘက်ကတက်သွားမယ်အဲ့လိုဒီလိုလေးစောင်းလေးဖြစ်နေမှာပေါ့နော်အဲ့ဒါလေးက1 2 3 4 5 6 7 8လက်တွေထည့်မယ်ဆိုရင်လက်ကဒါဒီတိုင်းပဲဒီဘက်လက်ကရှေ့နောက်ခါအပေါ်ဒီအောက်ချတော့ဒီအောက်ချစာကြည့်မယ်5 6 7ကို1 2 3 4ဒါပဲပြီးရင်စောလို့ခုံမယ်ချောင်းကအရှိတစ်ချက်1 2 3 4ဟိုတေးပြဲလို့ပြေးဒီအရှိတစ်ချက်ဒီနည်းနည်းဆောင်တာတစ်ချက်နည်းနည်းဆောင်ပြီးနောက်တစ်ချက်ပြီးဒီတက်တဲ့တစ်ချက်ပြီးကလက်ကဒီတိုင်းပဲဒါလေးကဒီထိပ်မှာ1 2 3 4မှာလက်ခုပ်ပြီးမယ်ဒါတက်ဆိုပြီးတော့ဒီချင်းလေးရတာဆို5 6 7ကိုတက်ပြီးရင်ဟာလည်းဆိုဒီဖေးမှာဟိုမှာ6လောက်ကဒီရှေ့ကိုလေးလိုက်ပြီးတော့ဒီရှေ့ဆိုဖေးပေါ့နော်ဖေးရဲ့ရှေ့တဲ့လေးလိုက်တဲ့နေထားရအောင်ခုံလိုက်ပြီးတော့ဒီဘက်ချက်ကကန်လိုက်တဲ့ပေါ့ဟိုကကလေးကိုရှေ့ကန်ပူလေးကလေးပြင်ပြန်စင်းပြီဆိုလို့ရှိရင်ဒီဘက်ကနေအဲ့ဒါကိုလက်ကနှစ်ခုကိုဖေးလုပ်တယ်ပေါ့ဒါတူညာတစ်ပတ်ဖေးတစ်ပတ်ယူလက်ကဝင်နေဖေးကိုခါထုတ်လိုက်တယ်ဘုဒ္ဓနဲ့တွေ့ကြည့်မယ်5 6 7ကိုညာတစ်ချက်ဖေးတစ်ချက်ဒီမှာရေနောက်ဆုံးကဒီမှာနောက်ဘက်ဆိုလို့ရှိရင်ဒီချက်တော့ပြန်ချတဲ့အချိန်မှာထိုင်မယ်ဆိုတာကဒီလိုကတော့ထိုင်တာပေါ့နော်အဲ့ဒါကဒီညာဘက်ကိုထိုင်မယ်ဆိုလို့ရှိရင်ထိုင်တယ်ညာဘက်ကိုဒီလိုလေးကိုယ်ထဲလိုက်ပြီးတော့ထိုင်ကြည့်လိုက်ခဏကိုလည်းပေါ်အောင်ထိုင်နေတဲ့ပေါ်လေညာဘက်ကိုထိုင်တယ်ထိုင်လိုက်ရင်ဒီဘက်ဝင်သွားလို့ရှိရင်1 2 3 4 1ကခဏကနေဒီအာယူပြီးတော့မှပြန်ချပြီးတော့ရှင်မဲ့နဲ့တော့ပြန်ချနေချိန်မှာရှင်မဲ့နဲ့တော့လည်းအောင်ခေါင်းနည်းနည်းမှတ်ထားအဲ့လိုရှင်နဲ့လာပြီးတော့မှမော်ရတဲ့ခေါင်းကပြန်လာတော့1 2 3ဖြစ်သွားတော့1 2 3ပြန်ပေါ်သူဖြစ်သွားတော့5 6 7ကို1 2 3 4 5လက်ထားကြတော့ trendy ရလာလို့ပေါ့ညာဘက်ကိုတစ်ချက်ပြီးရင်နည်းနည်းထပ်နေမှာတစ်ချက်ပြီးရင်အပေါ်တစ်ချက်ချက်က1ဆိုပြီးတော့တက်လာရင်တစ်ချက်ခေါင်းနဲ့ဒီမဲ့တက်လာရင်2ခေါင်းလိုက်3အစားနေနေပါမယ်5 6 7 1 2 3 4 5 6 7 8 1 2 3 4 5 6 7 8 1 2 3 4 5 6 7 8 Секрета между нами, маме, между нами